ဒီဘက်လည်းအေးလှည့်လိုက်အောင်ခါစဟဲ့ဒီလင်းရင်ပြန်ကိုဒီလင်းရင်ပြန်နဲ့နော်ဒီလင်းရင်ပြန်ကိုလှုပ်လိုက်တာနဲ့ဘာဖြစ်လို့နေကငါသားကိုပါကိုဆွဲစိတ်ရတာလဲပြောဆိုဘရီကပိုက်ချမမွေးလာတာလေနေပြကပတ်စံလေးဝဲထားတာလေအပြေးမလေး ဟဲ့လေရင်ပြန်ပတ်စံနဲ့ဝယ်ထားတော့နေကလေရင်ပြန်ကိုပို့ပြီးတော့တန်မိုးထားတယ်ပေါ့အဲ့လိုလားဟဲ့ဘေဘီကပို့ပြီးတော့တန်မိုးရှိတာပေါ့လူရဲ့အသက်နဲ့ဒီလေရင်ပြန်အစုပ်ပလုံနင်းရဲ့ဥစ္စာနဲ့နော်ဘယ်ကတန်မိုးရှိလဲပြောဘေဘီနေပြနေတက်ကနေပြနေတက်ဟိုဘေဘီကဘေဘီနေဝဲလာတာမမပိုက်တဲ့ကငါပိုက်ထဲကမွေးထားတဲ့ဘေဘီကြတော့တန်မိုးမရှိတော့အဲ့လိုလားရှိတယ်နော်အေးရှိတယ်ဆိုဘာဖြစ်လို့ဆွဲစိတ်တာလဲပြောဒါကဘေဘီကကြောင်းထားမချတော့ဘူးအခုမှဘေဘီကပိုက်ထဲကမမွေးတော့ဘူးဘေဘီကအခုထွက်လာပြီအေးလေဘေဘီကအခုဟုတ်တယ်လေပိုက်ထဲမှာမမွေးတော့ထွက်လာပြီလေထွက်လာပြီးသွားပြီလေအေးလေမဟုတ်ငါနင်းကိုမေးတာနင်းကဘာဖြစ်လို့ဆွဲစိတ်တာလဲငါအဲ့ဒါပဲငါသိကြတာနင်းရဲ့အစုပ်ပလုံးလေးရင်မြန်ကိုထိတာနဲ့နင်းကငါသားကိုဆွဲစိတ်တယ်ပေါ့ဟုတ်လားတက်နေပြီကြိုက်ဘူးနော်တစ်စက်မှမကြိုက်ဘူးနော်ဟုတ်ပြီအဲ့ဒါပြူပြူနေဘာဖြူဖြူလောက်ပါဟဲ့လောင်းဟဲ့တာဝီလောင်းဒီလိုလောင်းတာဝီဒီယိုလောင်းလို့ငါပြောနေတာဝီအဝီဒီယိုလောင်းမားစီလောင်းဒါလေးဒီယိုလောင်းလို့